Alors, nadakuwa jaro meses, los meses suraga the months. Larigo, los meses lo tone. Alors, tu ye singular form nga jaro los kabiga la le soro el ga la re mes. Tu ye singular form nga mes be. Mes ko ma plural form ပြောင်းတဲ့အခါမှာသူကအနောက်က es ကိုပေါင်းထည့်ပေးထားတာဒါကြောင့်မလို့ meses ဖြစ်သွားတာသူရဲ့ singular form က mes mes ပဲအဲ့တော့ el mes ဆိုတာက the month singular form los meses ဆိုတာက the months plural form အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် January ဆိုရင် enero February Febrero March Marzo ဇက်ရဲ့အတန်ကိုစတန်နဲ့ထွက်တော့ Marzo April ဆိုရင် Abril May ဆိုရင် Mayo June ဆိုရင် Junio J ရဲ့အတန်ကို H အတန်နဲ့ထွက်တော့ Junio July ဆိုရင် Julio August Agosto September Septembre October October November November December ဆိုရင် December December အဲ့တော့ဒီမှာဘာလို့အနီလေးပြပေးထားတာလဲဆိုတော့ဒီအင်္ဂလိပ်ရဲ့ spelling ရဲ့ပုံစံနဲ့တွားပြီးတော့ဆင်းနေဆိုတော့เนาะ December DECE လို့ပေါင်းပါဆိုလို့ဒီမှာသူက DICI လို့ပေါင်းနေပေါ့เนาะအဲ့ဒါသူကိုမှားပါဆိုလို့အနီလေးပြပေးထားတာပေါ့เนาะအဲ့တော့ပြန်ပြောမယ်ဆိုရင် Enero Febrero Marzo Abril Mayo Junio Julio Agosto September October November December ဒါကသူရဲ့လတွေနောက်ဆုံးတစ်ခုအနေနဲ့က seasons ရာသီဥတုပေါ့နော်ဥတုတွေအဲ့တော့သူ့ကိုဘယ်လိုခေါ်လဲဆိုတော့ las estaciones las estaciones သူ့ရဲ့ singular form ကကျတော့ la estación la estación plural form ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ la ကနေ las ဖြစ်သွားတယ် estación ဆိုတဲ့ form ကိုကျတော့သူကconsonant နဲ့ဆုံးတဲ့အတွက်ကြောင့်မလို့နောက်က es ပေါင်းထည့်ပေးထားတာဒါကြောင့်မလို့ las estaciones ဆိုပြီးတော့ plural form အနေနဲ့ဒီမှာသုံးပြထားတာပေါ့နော်အဲ့တော့သူ့ကိုကြည့်မယ်ဆိုရင်ဒီမှာ၄ခုရှိတယ် el verano ဆိုတာက summer ပြီးသွားရင် el otoño ဆိုတာက autumn နောက်တစ်ခု el invierno ဆိုတာက winter la primavera ဆိုတာက spring ဒီမှာဆိုလို့ရှိရင်ဒီ spring ဆိုတဲ့စကားလုံးလေးက article မတူဘူးပေါ့နော် feminine form ရှိတယ် la primavera ဆိုတဲ့အတွက်ကြောင့်မလို့ la နဲ့တွေ့သုံးရတယ်ဒါကသူရဲ့season ၄ခုကိုအသုံးနှုန်းလေးတွေပြောထားပြီးတာနောက်တစ်ခုကကြတော့ partes del día del del က off တယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်သူကိုအရင်ဗီဒီယိုမှာပြောပြထားတယ် del ဆိုတာက de နဲ့ l ကိုပေါင်းပြီးထားတော့ del ဆိုပြီးတော့ဖြစ်သွားတယ်အဲ့တော့ de ဆိုတာက off l ဆိုတာက article တယ်ပေါ့နော်အဲ့တော့ off တယ်လို့ဘာသာပြန်တယ်သူကိုအဲ့တော့ parte ဆိုတာက pass သူကိုsingular form ဆိုရင် parte လို့ပေါင်းတယ် s မပါဘူး parte ဆိုတာကသူ့ရဲ့ singular form plural form ကျမှသူက s ကိုပေါင်းထည့်ပေးထားတာနော်ပေါင်းထည့်ပေးထားတာအဲ့တော့ partes ဆိုတာကpassပေါ့နော်အပိုင်းလေးတွေ of the day ဆိုတဲ့အတွက်ကြောင့်မလို့နေ့တစ်နေ့ရဲ့အစိတ်အပိုင်းလို့အဓိပ္ပာယ်ရတယ် partes del día နေ့တစ်နေ့ရဲ့အစိတ်အပိုင်းများအဲ့တော့ဒီမှာဆိုလို့ရှိရင်မနက်ခင်းကိုကြတော့ mañana နေ့လယ်ခင်းကိုကြတော့ tarde အဲ့တော့ a မှာဆိုလို့ရှိရင်ဒီမှာ a ကတစ်လုံးနဲ့ရှိတဲ့အတွက်ကြောင့်မလို့ tar ဒီ a ရဲ့အတန်ကိုသူကဆက်ဆွဲပေးထားတာ tar လို့တန်ထွက်တယ်နှလုံးဆင့်သွားမယ်ဆိုလို့ရှိရင်သူ့ရဲ့ငကိုမူလ a အတန်ကရှာကို direct တိုက်တဲ့အတန်ပေါ့နော်အကယ်၍ဥပမာဒီမှာအရှိမတွေ့ခဲ့တယ်ပေါ့နော် CARRO ဆိုရင် cadro ပထမ a ကကြတော့ a ရဲ့အတန်ကိုဆွဲထားတာနောက် a ကကြတော့သူ့ရဲ့ငကိုမူလ a အတန်ပေါ့နော်အဲ့တော့သူ့ရဲ့ဘာကြောင့်မလို့သူ a ကိုအတန်ထွက်မယ်ဆိုရင်သူက a နှလုံးဆင့်လို့ရှိရင်ရှာကိုပေါ့နော်အနေနဲ့ခလောက်လိပ်ပြီးတော့နည်းဆိုပြီးရတယ်ဒါပေမဲ့တစ်လုံးနဲ့ရှိရင်တော့သူ့ရဲ့အရှိကစကားလုံးရဲ့အတန်ကိုဆွဲပြီးဆိုပြီးရတာဒီနှစ်ခုမတူဘူးအဲ့တော့ la tarde ဆိုတာက afternoon la noche ဆိုတာကညဘက်လည်းသုံးတယ်မဟုတ်ရင်အဲ့လိုနေ့လယ်ညနေခင်းကိုလည်းသုံးတယ်ပေါ့နော်ညနေခင်းရောညခင်းပိုင်းရောသူက noche ဆိုပြီးတော့သုံးတယ်အဲ့တော့ la mañana la tarde la noche ဒါဆိုလို့ရှိရင်ဒါကဒီအထိကကြတော့ chapter 3ကဒီအထိဆိုရင်ပြီးသွားပြီပေါ့နော်